ဒီမျိုးသမီးကသူတင်ញိုင်းထဲမှာမျက်စိလဲလမ်းမားနေတဲ့အချိန်မှာပေါ့နော်သူစူတောင်းတာပေါ့ဒီမမြတ်တဲ့ဝိညာဉ်လောကသားတွေကိုသူ့ကိုလမ်းမှန်တွေ့အောင်ကိုကြီးဆောက်လို့ပေးပါပေါ့နော်နင်တို့ငါ့ကိုလမ်းမှန်ကိုပြနိုင်မယ်ဆိုလို့ရှိရင်ငါအိမ်ပြန်ရောက်တဲ့အခါနောက်ရက်မှာဒီတင်ញိုင်းကိုလာပြီးတော့နင်တို့အတွက်အစားစရာတောက်စရာတွေနဲ့လာရောက်ပြီးတော့ဘူစော်ကြော့မယ်ဆိုပြီးတော့သူအဲ့လိုမျိုးဆူတောင်းလိုက်တယ်ပေါ့နော်အဲ့လိုဆူတောင်းလိုက်တဲ့အချိန်မှာပဲသူရှာရင်ဖွေးနေနောက်ဆုံးမှာတော့အိမ်ပြန်လန်းအမှန်ကိုသူရခဲ့တယ်ပေါ့နော်အဲ့ဒါအိမ်ကိုရောက်သွားတယ်အိမ်ရောက်သွားတော့နောက်နေ့ရက်3ရက်လောက်ကြာတဲ့အခါကျတော့သူပေးထားတဲ့ဂရိအတိုင်းပေါ့နော်အဲ့ဒီတင်ញိုင်ကိုလာပြီးတော့တည်ချာအစားအသောက်တွေနဲ့ဘူစော်ကြော့ပြီးတော့ကျွေးမွေးတယ်ပေါ့နော်အဲ့ဒီအစားပိုင်းတော့ကတော့သူအများကြီးတဲ့ငွေကြေးမတက်နိုင်တဲ့အခါကျတော့သူပေးထားတဲ့ဂရိအတိုင်းပေါ့နော်ရောက်ပြီးတော့အနေချင်းလောက်ပဲသူဘူစော်ကြော့မှုတွေလုပ်နိုင်တယ်ပေါ့နော်အဲ့ဒီသူဆိုကြောမှုတွေလုပ်တဲ့အချိန်မှာလည်းသူဆူတောင်းတယ်ပေါ့နော်ဒီထက်မကသူလှူနန်းတိုင်းနိုင်အောင်ပေါ့နော်များကျွေးမွေးနိုင်အောင်သူ့ကိုအလောက်ကင်ဒီမှာဆိုလို့ရှိရင်လည်းတိုးတက်အောင်မရအောင်ဆောက်ရှောက်လုပ်ပေးပါမားစားလုပ်ပေးပါဆိုပြီးတော့သူဆူတောင်းပြီးတော့ကြောခဲ့တယ်ပေါ့နော်ဒီလိုနဲ့နောက်ပိုင်းမှာသူ့ရဲ့လုပ်ငန်းစည်းပွားတွေကတော်တော်လေးကိုမှတိတိတတ်တာအောင်မြင်လာတယ်ပေါ့နော်အလောက်ကင်တွေကလည်းဆွေးဆောင်ချူဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာအခုဆိုလို့ရှိရင်ပေါ့နော်ကြီးခန်းနာကျွေးမွေးတာဆိုလို့ရှိရင်၄ချိန်ရှိသွားပြီပေါ့နော်ဂျားမှာလည်းသူ့အလောက်ကင်တွေစီးပွားတွေအောင်မြင်တဲ့အခါတိုင်းပေါ့နော်ကြီးခန်းနာဒီတင်ညာကြီးကိုတန်ရှင်းတွေလုပ်ပြီးတော့လာရောက်ကျွေးမွေးတယ်ဆိုပြီးတော့သူကအဲ့လိုမျိုးဒါသတင်းမီဒီယာတွေကိုပြောပြတယ်ပေါ့ဒီတင်ညာကြီးမှာမြုပ်ထားတဲ့ဒီအလောင်းတွေအားလုံးอ่ะဆိုလို့ရှိရင်ဒါပိုင်ရှင်မဲ့အလောင်းတွေကိုအစိုးရကနေပြီးတော့ဒီနေရာမှာတီးတန့်လာရောက်ပြီးတော့မြုပ်နှံထားတာပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာဒီပိုင်ရှင်မဲ့အလောင်းတွေဆိုတာရှိရပေါ့နော်အကြောင်းမျိုးကြောင့်ဒါသေဆုံးရတဲ့သူတွေ accident ဖြစ်ပြီးတော့သေဆုံးရတဲ့အခါမှာဆွေမျိုးသားချင်းတွေဒီပေါ်မလာတဲ့သူတွေကိုဒါသေဆုံးသွားပြီဆိုလို့ရှိရင်ဆေးရုံမှာသူတို့ကအကြဆုံး3လထားတယ်ရေခဲတိုက်မှာပေါ့နော်3လအတွင်းမှာတူတယောက်မှဆွေမျိုးသားချင်းတွေဆက်သွယ်မလာဘူးဆိုလို့ရှိရင်အခုလိုမျိုးတီးတက်ပိုင်ရှင်မဲ့အလောင်းတွေကိုမြုပ်တဲ့တင်ញိုင်းမှာတွားပြီးတော့မြုပ်နှံတယ်ပေါ့နော်ကိုမြင်တွေ့နေရတဲ့ဒီအမျိုးသမီးရဆိုလို့ရှိရင်ဒီတင်ញိုင်းမှာသူမကြပေါ့နော်ဒါပြီးတော့အခုလိုမျိုးတရေစာကျွေးရတဲ့အတီးကအကြောင်းရဆိုလို့ရှိရင်သူ့ရဲ့ဒီပြောပြချက်ကတော့ဟိုရင်တော့ဒီပတ်ဝန်းကျင်မှာကတောတွေတောင်တွေပဲရှိတယ်ပေါ့နော်လမ်းဆိုတာလည်းတိလေးပဲရှိတယ်တဲ့တနေ့မှာတော့သူကအလဲပတ်သွားရင်လာရင်လည်းပေါ့နော်ဒီနေရာကိုညမိုးချုပ်တဲ့အခါမှာမျက်စိလဲပြီးတော့ရောက်လာတယ်သူရဲ့သူ့တငယ်ချင်း2ယောက်ပေါ့နော်ရောက်လာတဲ့အခါမှာအစပိုင်းမှာတင်ញိုင်းလို့တို့လုံးဝမထင်ဘူးပေါ့နော်ခြုံတွေကလည်းပိတ်နေတဲ့အခါကျတော့အဲ့လိုတိုးရင်ချိုးရင်းနဲ့လမ်းတွေကလည်းမှားတဲ့အခါကျတော့သွားရင်လာရင်လည်းမအုပ်ကူတွေတွေ့တာအုပ်ကူတွေကလည်းအများကြီးပဲပေါ့နော်တွေ့တဲ့အခါမှာတင်ញိုင်းဆိုတာကိုတော့သူတိလိုက်ရပြီပေါ့နော်ဒါနဲ့လမ်းကလည်းပျောက်နေတဲ့အခါကျတော့အဲ့ဒီမှာသူဆူတောင်းတာပေါ့နော်သူ့ကိုအိမ်ပြန်လန်းကိုပြသပေးပါပေါ့နော်ကုညီပါဆိုပြီးတော့စိတ်ထဲကနေပြီးတော့သူအဲ့လိုမျိုးဆူတောင်းတယ်ပေါ့နော်ဆူတောင်းပြီးတော့တကယ်လို့ဒီလမ်းမှန်ကိုပြနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အိမ်ပြန်လန်းကိုပြနိုင်မယ်ဆိုလို့ရှိရင်သူအဆင်ပြေတဲ့အခါတွေမှာဒီမှာလာရောက်ပြီးတော့တတိချာတန်ရှင်းရင်လုပ်ပြီးတော့ကျွေးမွေးပါမယ်ဆိုပြီးတော့သူအဲ့လိုမျိုးဂရီးတစ္ဆာပြုတ်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာပဲချက်ချင်းပဲပေါ့နော်အဲ့ဒီမှာလိုက်ရှာရင်းဖွေရင်းနဲ့သူကအိမ်ပြန်လန်းကိုတွေ့သွားတယ်ပေါ့နော်အဲ့တင်ញိုင်းထဲမှာလမ်းမနေရာကနေပြီးတော့ပြန်လန်းကိုတွေ့သွားတယ်ပေါ့နော်အဲ့ချိန်ကစပြီးတော့သူအလောက်ကင်တဲ့အခါမှာလည်းတော်တော်လေးကိုမှအဆင်ပြေပြီးတော့စီးပွားရေးတွေလည်းတိုးတက်တယ်ပေါ့နော်ထီတွေလည်းပေါက်တယ်ထီတွေပေါက်တယ်ဆိုတာကတော့ဒီဘတ်တန်းထီလို့မဟုတ်ပေါ့နော်ဒါစူကြီးတွေသူပေါက်တယ်ချဲတွေပေါက်တယ်ပေါ့နော်အဲ့လိုမျိုးပေါက်တဲ့အခါတိုင်းပေါ့နော်မကြားတဲ့ဒီတင်ញိုင်းမှာပေါ့နော်အခုလိုမျိုးတခန်းတနာနဲ့ပေါ့နော်အစားအသောက်တွေလာရောက်ပြီးတော့ခင်းကျင်းပြီးတော့ကျွေးမွေးတာမျိုးတွေလုပ်တယ်တဲ့အဲ့လိုမျိုးတွေလှုပ်ချင်းအားဖြစ်ပေါ့နော်သူကူနောက်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လာလဲဆိုစီးပွားရေးတွေလည်းအဆင်ပြေလာတယ်လောက်ကင်ရတာလည်းတော်တော်လေးကိုမှချောချူတွေဖြစ်လာတယ်ပေါ့နော်စီးပွားရေးတွေမှာအခက်အခဲမရှိအောင်မြင်လာတယ်ပေါ့နော်သူပြောချင်တာကသူအဲ့လိုမျိုးလောက်တာတွေနဲ့ပတ်သက်ပြီးတော့ဒီထိုင်းနိုင်ငံကသတင်းမီဒီယာကြီးတွေကလည်းဒီမျိုးသမီးရဲ့လောက်ရက်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလို့အခုလိုမျိုးသူလူဒီတရေစာကျွေးတဲ့နေရာကိုလာရောက်ပြီးတော့သတင်းလာယူကြတာပေါ့နော်အဲ့ချိန်မှာဒီမျိုးသမီးကသူကျွေးရတဲ့ဂျင်းရဲ့အကြောင်းရင်းကိုအရှိမပြောခဲ့တယ်လို့ပဲပေါ့နော်သတင်း channel ရသူတွေကိုသူကပြောပြတယ်သူ့ရဲ့အတိတ်အထန်ရွယ်ချက်တွေအောင်မြင်တဲ့အတွက်ကြောင့်မလို့နှစ်စဉ်တိုင်းသူစီးပွားရေးတွေအဆင်ပြေတဲ့အခါတိုင်းထီတွေချဲတွေပေါက်တဲ့အခါတိုင်းပေါ့နော်အခုလိုမျိုးလာပြီးတော့ကျွေးမွေးရခြင်းဖြစ်ပါတယ်တဲ့ပြီးတော့သူ့ရဲ့ရွှေမျိုးသားချင်းတွေရောပြီးတော့သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေရောပေါ့နော်အခုဒီတင်ញိုင်းမှာဆိုလို့ရှိရင်သူ့လိုပဲလာပြီးတော့ကျွေးမွေးတဲ့သူတွေလည်းရှိကြတဲ့အတိတ်ထန်တွေပြုတ်ပြီးတော့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေအနေနဲ့ကလည်းဒီတင်ញိုင်းကိုသွားခြင်းနဲ့သွားကျင်တယ်ဆိုတာကသူ့လိုမျိုးပဲပေါ့နော်စုတွေပါလေတောင်းတော့ဒိဋ္ဌံတွေပြုတ်ကျင်တယ်ဆိုလို့ရှိရင်တော့ဒါချွန်ပူလီမျိုးနယ်ထဲမှာတည်ရှိပါတယ်အမှသွားရောက်ပြီးတော့ဘူစော်ကြော့ပြီးတော့အဒိဋ္ဌံတွေပြုတ်ပြီးတော့စုတွေတောင်းပေါ့နော်အဒိဋ္ဌံတွေအောင်မြင်တယ်ဆိုလို့ရှိရင်လည်းသူ့လိုမျိုးပဲဒီစကြသွားရောက်ပြီးကျွေးမွေးဖို့တော့လိုတယ်ပေါ့နော်ဒိဋ္ဌံတော့အောင်ပြီးတော့မကျွေးမွေးဘူးဒီတစ္ဆာ
ပြတ်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးထိအောင်နားစိတ်ခံစားကြည့်ရှုပေးကြတယ်တရားဥစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ